ပိုင်ဆိုင်ခွင့်ရှိမဲ့300စီဆန်အင်ကြီးကိုအခုပဲ New Home Realty ကနေတိုးလုပ်ပေးပါမယ်အခုဒီရဆိုလို့ရှိရင်မြောက်တကုံ41ရက်ကွက်မှာတည်ရှိပြီးတော့မိန်းလမ်းမဖြစ်တဲ့တပင်ရွှေတိတဲပေါက်တဲ့နေရာမှာတည်ရှိပါတယ်အိမ်ရှိမီနီကားကိုလည်းနှစ်ဖက်ပွင့်ကျွန်းတကားကိုသုံးပေးထားပြီးတော့အခန်းတိုင်းရဲ့တကားကြီးအကုန်ကလည်း smart lock ကိုသုံးပေးထားတယ်ဒီပထမတစ်မှာဆိုလို့ရှိရင်တော့ဒီအိမ်ရဲ့ main နေရာဖြစ်တဲ့ရေကူးကန်ပါဝင်ပြီးတော့ living room dining room နဲ့ main room တွေလည်းပါဝင်မှာဖြစ်ပါတယ်ပြီးတော့ stereo လုပ်လို့ရမယ် single တက်ခန်း master ခန်းနဲ့တက်ခန်းလည်းပါဝင်လို့မှာပါဒီဒုတိယတက်မှာဆိုလို့ရှိရင် single တက်ခန်း master နှခန်းပါဝင်ပြီးတော့ဖျားခန်းဆိုလို့ရှိရင်လည်းစီလင်မြင့်နဲ့သုံးပေးထားတယ်ဒီတစ်တက်မှာဆိုလို့ရှိရင် private living room တွေနဲ့ကျယ်ဝန်းတဲ့ runner ကျယ်တွေပါဝင်ပြီးတော့ master ခန်းနဲ့တက်ခန်းလည်းပါဝင်မှာပါအတွင်းတွေကလည်း rooftop slab ကိုတက်လာမယ်ဒီနေရာမှာဆိုလို့ရှိရင် mini bar ပုံစံမျိုးလုပ်လို့ရတဲ့ space area ရှိမယ်အရှိမဆိုလို့ရှိရင် rooftop slab အကျယ်ကြီးပုံမှာ solar တွေ overhead တွေထားပေးထားတာကိုတွေ့ရမှာပါ